အဲ့ဒါကျွန်တော်ဘွားရဲ့နောက်ထူးခြားချက်တစ်ခုမှာအဲ့ဒါလည်းပါတယ်အမှချက်ချင်းအားချင်းစီစဉ်တာပေါ့ကျွန်တော်တို့အနီးကလုံခြုံရေးဟိုရန်ကုန်73ရောက်နဲ့ခုနအားပြည့်လိုက်တဲ့မန္တလေးကကိုကျော်စိုးလင်းတို့ကိုမျိုးစောအောင်တို့သူတို့နဲ့ပါသူတို့ပါအပါပေါ့အဲ့ဒါရေးပေါ်စီဝေးဆိုပြီးတော့ဒီအန်တီခေါ်တယ်ဆိုပြီးကျွန်တော်တို့အဲ့အစည်းအဝေးခန့်မှမှာလုပ်တော့အန်တီပြောတာရှင်းရှင်းလေးသားတို့ကြားတဲ့တဲ့ရင်ကတော့ရှေ့မှာဟိုလုံခြုံရေးရဟိုတင်းပေးပို့ချက်ရပါเนาะရှေ့မှာအနေရအမွေးတက်ဒီစတင်ပြီးသိရပြီပေါ့เนาะအဲ့တော့သားတို့တဲ့နိုင်ငံရေးလုပ်တယ်ဆိုတာအသက်တာဆုံးကတော့နှိပ်စက်ခံရမယ်နောက်ထပ်ထောင်တန်းကြမယ်နောက်ထပ်အသက်အန္တရာယ်ပါရှိတယ်တဲ့နိုင်ငံရေးလုပ်တယ်ဆိုသူများအများကျိုးနဲ့နိုင်ငံရေးလုပ်တယ်ဆိုအဲ့ဒါဖြစ်တဲ့အတွက်အခုရှေ့မှာလဲဒီလောကဓာတ်တရားတွေလာလိမ့်မယ်တဲ့လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အန်တီဆုံးဖြတ်ချက်ကြောင့်ဒါတို့အဲ့လောကဓာတ်နေအန်တီတယောက်တည်းဆုံးဖြတ်ချက်ကြောင့်မခံစားစေချင်ဘူးကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲဒီလောကဓာတ်တွေကိုခံရမယ်အဲ့တော့ဒါကြောင့်စီဝေးခေါ်လိုက်တာဒါတို့ဒီမှာလှည့်ပြန်ခြင်းတဲ့လူရှိလားနောက်ကိုလှည့်ပြန်ခြင်းလူရှိလားအန်ဒီရန်ကုန်အထိပို့ပေးမယ်မန္တလေးဆိုလည်းမန္တလေးရောက်ပို့ပေးမယ်ဘင်းမတီရမခောက်အောင်ပို့ပေးမယ်လှည့်ပြန်သူရှိရင်ရဲဝန်းပြောရှက်စရာမလိုအဲ့ပြန်မယ်ဆိုပြီးပြောတဲ့လူလည်းလှောင်စရာဘယ်လိုမှမလိုပြောပါဆိုတော့အားလုံးဟာသိတဲ့တိုင်းပဲလေကိုကြုံကြီးချက်နဲ့ကိုရှင်သန်ခဲ့ကြတယ်ဆိုတော့ဘယ်လိုမှပြန်မယ်လို့တော့ဘယ်လိုမှလက်ဘယ်လိုထောင်မလဲနိုင်ငံရေးသမားတွေပဲဒါပေမဲ့ထူးခြားမှုကကျွန်တော်ကအငယ်ဆုံးဆိုတော့အမှကိုထွန်းဆိုတော့ဒီအန်တီရဲ့ဒီအဲ့တော့ကတော့ကျွန်တော်တို့ရဲ့အန်တီပြီးရင်သူကတောင်းဝင်ကြပါတော့အဲ့လမ်းကြောင်းကျွန်တော်တို့ရဲ့ဒီခီးစဉ်လုံခြုံရေးတောင်းဝင်ကြပါတော့လုံခြုံရေးတောင်းဝင်ရှိသူပေါ့သူကတော့ကျွန်တော်ကျော်စင်ဝင်းနဲ့မင်းကအသက်ငယ်ဆုံးပေါ့ဒီမှာအဲ့တော့မင်းအဓိကစဉ်းစားတဲ့မင်းမှာရှင်သန်ပိုင်ခွင့်ရှိတယ်တဲ့အဲ့နဲ့ဝင်ကဟိုဒေါ်ဆက်စုကြီးကလည်းကျွန်တော်ကြည့်ပြီးမင်းငေါ့ပြတော့မင်းဆက်ပြတော့အဲ့ကျွန်တော်ကမှန်တမ်းပြောရင်အဲ့တုန်းကကျွန်တော်ကြောက်တယ်လူငယ်ပဲအသက်20ကျော်ပဲဟိုတလန်းလုံးလဲဟိုပါလေဟိုဟိချင်းချောက်အေးဟိုတခါတော့ဒေါသတကြီးမြင်ခဲ့အခုလည်းရှေ့မှာအဲ့လိုကြီးရှိတယ်ပေါ့ဟိုအတိုက်ခိုက်ကြုံရတော့မယ်လို့သတင်းကြတော့လူငယ်ပဲနည်းနည်းတော့ဟိုစိုးရိမ်မှုနဲ့ဟိုတောကနည်းနည်းရှိတာပေါ့အဲ့တော့ကျွန်တော်တုံရင်ပဲကျွန်တော်ပြောလိုက်တယ်ကတုံးကရင်အတန်းနဲ့ပဲအန်ဒီကျွန်တော်မပြန်နိုင်ဘူးလို့ဘယ်သူမှမပြန်မနဲ့ကျွန်တော်မပြန်နိုင်ဘူးလို့အဲ့လိုပြောရတော့အန်ဒီကတစ်ချက်ကြည့်ပြီးစိုက်ကြည့်ပြီးတော့ဒါတေချာစဉ်းစားတော့တယ်ရတယ်ဒါစဉ်းစားပြီးလို့မပြန်နိုင်ဘူးလို့ကျွန်တော်တာဝန်ကြီးတဲ့ဒီလုံခြုံရေးတာဝန်ထမ်းဆောင်မှာဆိုပြီးတော့အဲ့လိုပြောတော့အားလုံးကကျွန်တော်တို့အကြီးတွေပဲလေသူတို့ကတော့ဘိုးဆိုးတာပေါ့ပို့ပြီးတော့သူတို့မျက်နှာကြည့်လိုက်တီကြည့်ပြီးတော့တကယ်ကိုမန်တင်းလာတဲ့ပုံရင်ဆိုင်မယ်ကျွန်တော်တယောက်တည်းကတော့ကရင်ပေါ့ကျွန်တော်အငယ်ဆုံးဆိုတော့အဲ့နဲ့ကဲအဲ့ဆိုဘယ်သူမှပြန်ဘူးဆိုရင်တေးကြပြီဆိုရင်ခုချက်ချင်းထွက်မယ်ဆိုပြီးတော့ချက်ချင်းကားတွေပေါ်တက်ပြီးခါလေးထွက်တာအဲ့ဘူးတလင်မျိုးနဲ့ရုံးကနေထွက်ပြီးတော့ဒီဘင်းဟိုအဝင်မှာစိုင်ပင်ကြီးကျွေးရဆိုရှိတယ်စိုင်ပင်တိုက်နေပေါ့အဲ့စိုင်ပင်ကြီးတိုက်နေမှာအဲ့ကြေးပါမှာခဏနားပြီးတော့ဒီဘင်းဘက်ကိုဆက်ထွက်တယ်ဒီအဲ့စိုင်ပင်ကြီးရဲ့အထွက်မှာပဲအချိန်ကဘယ်လောက်ရှိလဲအချိန်ကအမှအဲ့စိုင်ပင်ကြီးထွက်တော့ကျွန်တော်9နိုင်ကျော်ပေါ့ညနေ9နိုင်ကျော်ထွက်ပြီးတော့ရဆွဲဟာမေ30ညနေ9နိုင်ကျော်မှာဒီဘင်းအဝင်ရဲ့ဟိုကြေးရွာကြီးပေါ့နော်စိုင်ပင်ကြီးကြေးရွာမှာရောက်တယ်ဒီဘင်းနဲ့ဝင်သွားပြီဒီဘင်းမြို့နယ်တွေကိုအဲ့ရနေ9နိုင်ကျော်မှာထွက်ပြီးတော့9နိုင်45လောက်မှာကြည်ရွာနားကိုကျွန်တော်ရောက်သွားတယ်ဒီဘင်းမြို့နယ်ကြည်ရွာဆို
အဲ့ကြီးရွာပြီးရင်ဒီဘင်းမျိုးတွေကိုဝင်ပြီဒီဘင်းမျိုးမှာကျိုးစွာကြီးဆိုတဲ့ဆိုင်းဘုတ်ကိုရောက်တော့မှာပေါ့အဲ့မှာကြီးရွာနောက်ကိုရောက်မှာဘုန်းကြီး3-4ပါပဲဘုန်းကြီး3-4ပါအဲ့ကြီးရွာထဲကနေထွက်လာပုံထောက်ပါတယ်ထောက်ပြီးသူတို့ကတားပြီးတော့တားတဲ့အတွက်ကရက်ပေးရတော့ဘုန်းကြီးတားတော့ရက်ပြီးတော့ဘုန်းကြီးတွေကရှောက်တယ်ဗောနော်ကျွန်တော်တို့အိတ်ကောင်းမပေါ့ဘူးကျွန်တော်ဟိုပြန်ကြားရတာတွေ့နေရတာပေါ့ဘုန်းကြီးကဒီကြီးရွာထဲမှာဟိုဝင်ပြီးစကားပြောစေခြင်းတယ်ဒီရွာသူရွာသားတွေကိုနှုတ်ဆက်စေခြင်းတယ်ဟိုနှုတ်ဆက်စကားပြောစေခြင်းပြောပြီးရင်ပြန်ပေါ့နော်အခုကြီးရွာသူကြီးရွာသားတွေကဘုန်းကြီးတွေကိုရှောက်ခိုင်းတဲ့အတွက်ဘုန်းကြီးတွေကိုဝင်ကြီးတောင်းတဲ့အတွက်ဘုန်းကြီးတွေကဒီလိုစောင့်ကြိုပြီးတော့တားပြီးတော့ဖိတ်ရတာပါဆိုပြီးပြောတော့ကျွန်တော်တို့ဘက်ကပြန်ပြောတယ်ကိုထုံးစုစုံနော်တို့လမ်းကြောင်းတောင်းရှိသူတွေကမိုးချုပ်နေပြီတပည့်တော်တို့တရင်တွေလည်းကြားတယ်တပည့်တော်တို့ဒီမှာအန်ဒီရရှိကြောင်းဒီလမ်းကြောင်းကအန်ဒီရရှိဆုံးပဲအဲ့တော့ဒီဘဲရင်မြို့နယ်တွေကိုဒီဘဲရင်မြို့တွေကိုလိုက်ကြွခဲ့ပါဗျာဆိုပြီးတော့ကျွန်တော်လမ်းကြောင်းတောင်းရှိသူတွေရှောက်တယ်ရှောက်တော့ဘုန်းကြီးတွေကအာမလုပ်ပါနဲ့ဒီတော့ဒီခွင့်ရေးကိုစောင့်ခဲ့ရတာကြာပြီဒီရမိုင်းတော်စန်းစုကြည်ကိုရွာသားတွေစောင့်ခဲ့ရနှစ်ပေါင်းများစွာကြာပြီဒါလိုက်တွေ့ပြီပါလိုက်စကားပြောပြီပါအဲ့လိုဒီဘက်ကလည်းပြန်လျှောက်တယ်နေမအောင်မသိတော့ပါဘူးဗျာဟိုအရှင်ဖျားတို့ကားပေါ်ဒီပြတော်တို့ကားတစ်စီးပေါ်တက်လိုက်ခင်လည်းလိုက်ခဲ့ပါမြို့ထဲမှာဒီပြတော်တို့ရဲ့တတ်မှတ်ရနေရာရောက်ရင်ဦးစင်းတို့တော်စန်းစုကြည်ကတွေ့ပါမယ်စကားပြောပါမယ်ဒီမှာတော့ညမိုးချုပ်ပြီးလုံခြုံရေးသတင်းကျွန်တော်တို့ရထားတဲ့အတွက်အဲ့လိုပြန်လျှောက်နေလို့ရှိသေးတယ်အချီကြလေးပေါ့နော်ဟိုကလည်းလုတ်ပါတကားကြီးဒကာမကြီးရဲ့ဒကာကြီးရဲ့ကြွပါရွာထဲဟိုစကားလိုက်ပြောပေးပါဒီဘက်ကတော့ဖြစ်နေအောင်ဘုရားပြောနေလို့ရှိသေးတယ်ကျွန်တော်တို့ကားတန်းကြီးရဲ့ဟိုးနောက်မှကြံခဲ့သူကဟိုကြီးရွာဟိုဆိုင်ပင်ကြီးကနေခုနဘူးတလင်ဘက်ကနေဒီဘက်ရင်ကိုလာတဲ့လမ်းဒီလိုကွေ့ကောက်နေလေကွင်းတွေကိုကွေ့သွားတာဟုတ်ကွေ့တော့ကျွန်တော်တို့ဖြတ်ကျော်ခဲ့တဲ့ကားလမ်းယူဝိုက်ပြီးကျွန်တော်တို့ပြန်တွေ့နေရပြန်တွေ့နေရတော့ည6နာရီဝန်းကျင်ဆိုတော့ဟိုမောင်ကြီးပြိုးပြနေမဝင်ခင်လေးအဲ့မှာ လင်းအောင်လည်းအပြိုးပြလေး ပြိုးပြလေးရှိရခြင်းမှာဖုံလုံးကြီးတွေနောက်ကဖုံလုံးကြီးတွေလေးတက်ပြီးနောက်ကတပြေးနဲ့ကြီးရင်နဲ့ကားလေးတွေကိုမြင်နေတာဖုံလုံးနေကြမှာကားကြီးအပြင်းမောင်းလာတဲ့ပုံကားကိုအပြင်းမောင်းတော့အမတကယ်ဟိုလေပွေထပြီးအဲ့လိုပုံရှိနေစမှာပဲကားတွေတပြေးပြီးပြင်လာပြီးကား10စီးလည်းမဟုတ်ဘူးစီး20လည်းမဟုတ်ဘူးအများကြီးစီး30လည်းမဟုတ်ဟာတန်းလိုက်ဟာဘယ်လိုဖြစ်တာလဲစပြီလားမသိဘူးဒုတင်းရင်းနေပါလိခုံအဲ့လိုမျိုးပေါ့ဖြစ်တော့မလန်းမကန်အဲ့ကြီးရွာရဲ့မလန်းမကန်ပါကျွန်တော်တို့ ਨੇ ခိုက်300လောက်အကွာမှာအဲ့ကားကြီးတွေရက်သွားပြီးတော့အဲ့ကားပေါ်ကနေဒုံဆင်းနေတဲ့တန်တွေပါကြာဒုံကားတိုင်းကြီးကြီးကိုဆင်းလာပြီးတော့ဟိုလူရိတ်ဟိုနေမော့အဲ့ဒီကားနားမှာလူအုပ်ကြီးတွေတွေ့ကားပေါ်ဆင်းလာတာပေါ့ဆင်းလာပြီးတဖြည်းဖြည်းလူတွေကနီးလာတယ်ကိုယ်နဲ့ချီတက်လာတဲ့ပုံစံနဲ့တန်းစီပြီးချီတက်တာဟုတ်လားချီတက်တော့အဲ့ကြီးရွာကိုအလဲမှာထားပြီးတော့ကျွန်တော်တို့ကကြီးရွာအကျော်မှာသူတို့ကကြီးရွာရဲ့ဟိုဘက်မှာကြီးရွာမရောက်ခင်မှာဟိုဘက်ဒီဘက်ဟိုကျွန်တော်တို့ဖြစ်ချင်တော့ကျွန်တော်တို့ရဲ့စီယုံရင်ကားတန်းကြီးကိုဒီလူငယ်အင်အားစုတော့နော်ဟိုနေမှာចောင်းသားတွေပေါ့ចောင်းသားတွေဒေသခံတွေအဲ့ဒါတွေကနောက်ကနေစိုက်ကယ်တွေနဲ့လိုက်ပို့တာအဲ့စိုက်ကယ်တွေနဲ့နောက်ကလိုက်လာကြီးရှေ့ရသွားတဲ့ဟာလက်ကြည့်တယ်ဒါပေမဲ့အခုကျတော့ရှေ့မှာခုနသတင်းရတဲ့အတိုင်းပိတ်လာတော့နောက်ကနေပဲသူတို့ကလိုက်လာအဲ့ခုနဲ့ကနေဘူးတလင်ဘက်ကနေစိုက်ကယ်တွေနဲ့ဟိုလူငယ်တွေပေါ့နော်လူငယ်တွေရုပ်ဟိုဒေသခံတွေအဲ့လိုပါတော့ကျွန်တော်တို့ရဲ့စီယိုရင်ကားတဲ့အနောက်မှာခုနကကျွန်တော်တို့လိုက်ပို့တယ်ကျွန်တော်တို့လိုက်ဝန်းရံလူငယ်တွေចောင်းသားတွေလူငယ်အများစုတွေဒေသခံတွေဟိုစိုက်ကယ်တိုင်းအဲ့ဒီနဲ့ဂိုက်300လောက်အကောင်မှာခုနနောက်ကလိုက်လာတဲ့ကောင်လူအုပ်ကြီးတွေကဖြည်းဖြည်းလမ်းလျှောက်လာတော့ကျွန်တော်တို့လည်းဟိုကိုကြည့်နိုင်တယ်လို့အားယူပြီးကြည့်တော့မှပြုံနဲ့ကရုံးအစ်စ်တွေဟုတ်လားကရုံးတုံးလာတာတင်ငန်းနေရလဲအစ်စ်တွေတင်ငန်းအစ်စ်တွေခေါင်းကလည်းအခုမှဥပြီးတုံးအစ်စ်တွေအဲ့အစ်စ်တွေနဲ့လက်ထဲမှာဒုတ်တွေနဲ့ဟုတ်လားဘယ်နှယောက်လောက်ရှိလဲအများကြီးပဲလေလူနေမော့ခမန်းတွေအားဖြစ်ဆိုခမန်းမြေဆိုရင်ကျွန်တော်တို့
သူ200 300ဝန်းကျင် နာအဲ့လောက်တော့ ရာနဲ့ကိုကြည်တာ အော် ရာနဲ့ကြည်ပြီးတော့အများကြီးပဲအဲ့ဒါကြီးကိုဥပီတော့အစ်စ်တွေနဲ့သင်္ကန်းတွေဖွေကိုဘုရားယုံတချို့ဆိုသင်္ကန်းမှာပါပဲနဲ့ဟိုတင်းမိုင်ပုံစံအစ်စ်ဟိုမယုံတက်တယ် အေးလေ အဲ့လိုပုံစံကိုရှေ့ထွက်လာပြီးနောက်မှလည်းရိုးဝတ်စားတွေနဲ့ပါတယ်ဒါပေမဲ့ခုနသင်္ကန်းတွေနဲ့အများစု ရာစုအော် လိုက်လာပြီးတော့ဟိုဘက်ကနေထုံးစံနဲ့ဟွန်းနေတယ်ပြပအကူပစင်ယူလိုမရှိပြပအကူပစင်ယူစန့်ကျင်ကြဟောတိုင်းတစ်ပါးဘာဖြစ်တယ်ညာဖြစ်တယ်ဒီမှာဟိုနေလူမျိုးရေး ခွဲခြားတဲ့စားဥစားတွေ ခွဲခြားတဲ့စကားတွေပြောပြီးတော့ဟေးနောက်ဒုတ်တန်တွေမှာကြာဒုံရိုက်တယ်ဒုတ်ချင်းရိုက် အော် အဲ့ဒီအောင်လုပ်ပြီးတော့တဖြည်းဖြည်းရှေ့တိုးလာပြီးတော့အဲ့မှာကျွန်တော်အော်ဟစ်တန်တွေကြားရတာခုနကျွန်တော်တို့လိုက်ဝမ်းရတဲ့လူငယ်ဒေသခံအင်အားစုဟိုနေစိုက်ကဲအုပ်ကြီး ဆိုင်ဦး စက်ကဲဦးကြီးတွေနဲ့သူတို့နဲ့အပြန်လန်းသူတို့ဘာတွေလဲမင်းတို့ဘာတွေလဲဟိုရှေ့မတိုးနဲ့အဲ့လိုပြန်လန်းပြောကြတော့ဟိုကလည်းမင်းတို့နဲ့မဆိုင်ဘူးမင်းတို့ဘေးဖက်မင်းတို့နဲ့မဆိုင်မင်းတို့ဘေးဖက်ဆိုပြီးတော့ရှောင်းငိုင်းတယ်ဒီဘက်ကလည်းဟုတ်မင်းတို့အကြမ်းဖက်မှုလားဘာလားသိတယ်မလားဘာလို့ဒီဒုတ်တွေကင်လာတယ်ဒီဘက်ကလည်းပြန်អော်တာပေါ့အဲ့လိုអော်တာကိုသူတို့ရုံရင်းဆန်ကဲသူတို့အဲ့ဒါကိုနာမည်တက်ချင်အဲ့မှာကိုယ်စမ်းဆိုစဉ်းစားကြည့်လေကျွန်တော်ပြောတဲ့စကလုံးမျက်လုံးနဲ့ပုံပေါ်တယ်ကျွန်တော်တို့ကဘာတွေလဲလို့မေးနေတာလေ အေး မင်းတို့ကဘာတွေလဲဘာလို့ဒါလဲမေးတာဒီဘက်ကကျွန်တော်တို့လိုက်ဝမ်းရံနဲ့ចောင်းသားပြည်သူတွေနဲ့ဒီတချို့ကြည်ရွာသားတွေပေါ့ကြည်ရွာသားတွေចောင်းသားပြည်သူတွေဒီဒေသခံတွေကမသိလို့ဘာတွေလဲလို့မေးတာမင်းတို့ဒုတ်တွေနဲ့ဘာလို့ဒါလဲအကျန်းဖတ်မို့လားဟိုဘက်ကလည်းမင်းတို့မဆိုင်ရင်ဘေးပဲဒါပဲပြောတယ်ဒီဘအခုပစိယိုးနောက်နေမင်းတို့မဆိုင်တဲ့ကောင်ဘေးပဲနော်မင်းတို့သေသွားမယ်စပြီးချင်းကြောက်တယ်အဲ့မှာဖြစ်ကမြန်လုံးအားကြီးပြီးတော့ကျွန်တော်တို့ဘာပဲမြင်လဲဆိုဝင်ရိုက်တာပဲတွေ့လိုက် အဲ့ဒီဟိုရင်နဲ့နောက်ကလာတဲ့ဆိုင်ကယ်နောက်မှာရှိတဲ့လူကြီးထက်လာလူကြီးကဝင်ရိုက်တာပေါ့ ဝင်ရိုက်တာ အဲ့ဆိုင်ကယ်ဘောနဲ့ချက်တိတ်တွေလည်းရိုက်ခံရတာပေါ့ အတူတစ်ချောင်းတော့မရှိဘူးခုနလိုက်ပို့ဆောင်တဲ့ဝင်းရံနဲ့ចောင်းသားပြည်သူနဲ့ဒေသခံတွေမှာလည်းဘာအတူတစ်ချောင်းမှမရှိဘူးဘာမှမရှိဘူးအဲ့တော့ရိုက်တယ်ဆိုတော့သူတို့ဝင်ရိုက်တာပေါ့ရိုက်တော့ငကိုတဲ့ကားပေါ်ဆင်းလာတဲ့တုတ်ကြီးတွေနဲ့လေအဲ့နဲ့ဝင်ရိုက်ပြီးတော့အော်တန်ပြေးတန်နေငိုတန်ကြီးတန်နေအကုန်ကြား ရုံးဆိုင်ကယ်တွေကုန်ဖြစ်ကုန်တော့ ဟာယုံမှသူတို့ဘက်က3-400 အေးလေ အနည်းဆုံးလောက်ရှိမယ်ကျွန်တော်ဘက်ကစီဝင်ကြီးစဉ်လေကျွန်တော်ကားတွေပဲ10စီးထက်ကျော်တယ်လေကျွန်တော်ကားတန်းတွေက အေးပေါ့ ခုနလိုက်ဝမ်းရံတဲ့ကားတွေနဲ့လိုက်လာတဲ့စိုက်ကယ်တွေကပဲယာကြီးလေအဲ့လိုဆိုတော့လုံးထွေးပြီးတော့မှလုံးထွေးဆိုတာဟိုဘက်ကဝင်ရိုက်တာကိုဒီဘက်ကပြေးတာကိုပြော အေးပေါ့ ပြေးတယ်ခုကန်တယ်လက်တွေနဲ့ကန်တယ်လဲကျသွားတယ်သူတို့ကလည်းပေါ်ကနေစီးကြိုက်နေဟိုည6နိုင်ကြော်သွားရဲ့အချိန်မှာ6နိုင်15တွေခွဲ အခုမြင်နေရတာပေါ့ဒါ မိုးဝါမြင်နေရတာပေါ့ ဘိုးတော်မြင်နေ ရှင်းလင်းမို့တော့လေစမိုးချို့ပေါ့အဲ့မှာကဘာပြက်တယ်လို့အော်တန်ကြီးတွေကြားအဲ့မှာပဲနောက်ဆုံးလူတွေကလဲသူကလဲနေမြင်ခွင့်ရနည်းနည်းရှင်းလာဘာဖြစ်လို့သူတို့ကမီးတုပ်တွေထွန်းလိုက်မီးတုပ်ကြီးတွေတေချာပြင်းလာတာတေချာပြင်းလာတာမီးတုပ်ကျွန်တော်တို့ဟို ဒီကျစနေတရစီစဉ် ဗီဒီယိုကားတွေမှာပဲတွေ့ရတဲ့ဟိုညဘက် အေးတော်တဲ့ကားတွေ အဲ့တော်တဲ့ကားတွေမီးတုပ်တွေနဲ့ အော် သူတို့ကစနစ်တကျကိုတေချာနောက်ချီတက်ပုံစနစ်တကျ အော် ရိုက်တာလည်းညီတယ်တို့ချင်းပြပအားကိုပစင်ယိုးဒုံပြပအားကိုပစင်ယိုးဒုံ ဟိုဘောလုံဒိန်းတွေပုံစံမျိုးပေါ့နော် စီးချက်ညီတယ်စီးချက်ညီတယ်ဟိုဖြစ်ကလက်ဆန်းမဟုတ်ဘူးတူငါတမင်းမဟုတ်ဘူးအော်တဲ့ကောင်တက်ရှိတယ်အော်တဲ့ hand speaker ကိုင်းနဲ့အော်တဲ့ကောင်တက်လိုက်လက်မြောက်ပြီးအော်တဲ့ကောင်တက်ဒုတ်တွေနဲ့တက်သူတို့မှတေချာလေ့ကျင်လာတယ်ပေါ့အဲ့နီးနဲ့နောက်ဆုံးခုနနောက်ကကျွန်တော်တို့ဒီနောက်ကလူတွေလဲကြသွားတော့နောက်ဆုံးကျွန်တော်တို့ကားရန်အောင်ပဲရှိတော့ကျွန်တော်တို့ကားရန်ကတော့မြင်တက်ပြီးကြည့်နေဒီမိနစ်ပိုင်းမှာပဲခုနဟာတွေအကုန်လဲကြသွားတော့ရိုက်ခံရတော့တချို့တွက်ပြီးသွားပြီပြီးတော့ကျွန်တော်တို့ကားရန်တွေကိုလည်းသူတို့ရိုက်ဆိုပြီးစရိုက်ဟာ sorry အမှမရိုက်ခင်မှာကျွန်တော်တို့ခေါင်းဆောင်ကအန်တီပြောရတဲ့အတိုင်းပဲအကုန်လုံးလိုက်ပြောလုံးဝမခုခံဘူးလုံးဝမခုခံဘူးကိုယ်အသက်အန္တရာယ်ရှိလို့ရှောင်းချင်းရှောင်းတင်းချင်းတင်းလုံးဝပြန်မခုခံဘူးသူလုံးဝတမတိစင်းမြတ်မာတာအပြန်အလှန်ရန်ဖြစ်တဲ့ပုံဖြစ်အောင်လုံးဝမခုခံဘူးဟိုတဘောပြန်မလုပ်ရဘူး အဲ့တော့ ကိုယ်အသက်အန္တရာယ်ရဒီရှောင်းတင်းတာတင်းလို့ရတယ်ပြန်မလုပ်ကောက်ဘူးပြန်တန်ပြန်
တံပြန်မ မ တိုက် တုံ ခဲ့ မ အောင် တုံပြန်ကိုတံပြန်မတုံပြန်မတိုက်ခိုက် တံ ဘူး ပြန်မတိုက်ခဲ့အောင်မတုံ့ပြန်ဘူးအဲ့တော့လိုက်ပြောပါဆို